ဆုံးပလဲကုံအလားဗရမ ्या အတွင်သားရွှေစင်ကိုကြည်လင်မြတ်တာစီရနာနဲ့တာမဏိရရှင့်ဘဝကိုအဖေသားကြီးဝစ်စီဒီပါကုတလဓမ္မအပြဝေလုတာရုကောင်းကြီးခေါ်ဆိုပြီးပြန်ရောတာတနည်းနဲ့ယာစာမိဒီလိုနေတာဒုက္ခတွေရောနေတာအဲ့တော့စိတ်တွေကတော့ဒီဘုရားကလည်းဒေသမှာရှိပြီးတော့ဒီကိစ္စတတိတော်တို့သည်သန္တရာတိဟုသောသူတော်အမြတ်ဒီတော်မူကြပါကုန်သော